ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Kiki Horror Story ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရွာတရွာမှာရာဇာလို့ခေါ်တဲ့ကောင်လေးနဲ့မာလာလို့ခေါ်တဲ့ကောင်မလေးတို့မင်္ဂလာဆောင်လိုက်ကြပါတယ်နောက်တော့သူတို့မှာသမီးတစ်ယောက်မွေးဖွားလာပါတယ်ဒါပေမဲ့သူ့ရဲ့အဖေနဲ့အမေကသူ့မကိုသဘောမကျပါဘူးငါတို့သားစကားကိုနားမထောင်ဘူးတီသူစင်းရဲမကိုခေါ်လာလိုက်သေးတယ်မင်္ဂလာတင်နောက်နဲ့ပစ္စည်းကလည်းမပါဘူးဟွန်းဘာမှကိုပါမလာဘူးမာလာဟာအားလုံးကိုဂယုဆိုင်တယ်လို့သူတို့ရဲ့ခွေးတော်မီကိုလည်းဂယုဆိုင်ပါတယ်နောက်နေ့မနက်မှာရာဇာဟာမြို့ကိုသွားရပါတယ်ဦးမိုတာဟာအနောက်ကနေမာလာကိုရိုက်တက်ပြီးအိမ်ဝင်းထဲမှာမြုပ်ထားလိုက်ပါတယ်ဟာဒီမှာမို့မို့အချစ်ကလေးမင်းရဲ့အလုပ်တော့ပြီးသွားပြီဒီအချိန်မှာရာဇာရဲ့ကလေးကငိုနေပါတော့တယ်ဟောအမေကတေယုံရှိသေးတယ်ဒီကလေးကငိုနေပြန်ပြီဦးမိုတာကကလေးကိုအိမ်ဝင်းထဲကမြေပေါ်မှာချထားလိုက်ပါတယ်အဲ့ဒါကမာလာကိုမြုပ်ထားတဲ့နေရာမှာပေါ့ပြီးတော့ထွက်သွားကြပါတယ်ကလေးငိုတန်းကြောင့်မာလာရဲ့အလောင်းကတုန်လှုပ်လာပြီးစုံမအဖြစ်ပြောင်းလဲကမြေကြီးတွေကနေအပုပ်ကိုရှောက်လာပါတော့တယ်ငါသမီးလေးမငိုနဲ့တိတ်တော့နော်သမီးလေးငါနဲ့အနားမှာရှိတယ်စုံမကကလေးကိုချီးဖို့လုပ်ပေမဲ့လည်းချီးလို့မရပါဘူးငါဘာလုပ်ရမလဲသူကဗိုက်စာနေတယ်အမေကသူ့ကိုတေးအောင်ဒီမှာထားသွားတာပြီးတော့သူ့အိမ်ထဲမှာလိုက်ကြည့်လိုက်ပါတယ်မို့မို့အချစ်ကလေးပြောတယ်မလားနင်ဒီနေ့အရန်ပြောနေတယ်နော်ဒါတွေမြင်ပြီးမာလာဟာဒေါသတွေအရန်ထွက်လာပါတယ်နောက်သူ့ကိုတတ်ဖို့အတွက်သွားပါတယ်ဒါပေမဲ့တတ်လို့မရပါဘူးအိုးဖယားကြီးကျမဘာလုပ်ရမလဲကျမကလေးကဟိုမှာငိုနေတာဘလောက်ကြာနေပြီလဲဟိုလင်မယားကတော့စားတောက်ပြီးနှစ်ယောက်သားအိတ်လိုက်ကြပါတယ်မာလာကအပြင်ထွက်သွားတော့သူ့ကိုတော်မီကမြင်လိုက်ပါတယ်တော်မီလာတော်မီငါနဲ့အမြန်လိုက်ခဲ့သမီးလေးဗိုက်စာလုံးငိုနေတယ်တော်မီကစုံမနဲ့အတူလိုက်သွားပြီးကလေးကိုအဝတ်နဲ့အတူမပြီးအိပ်ယာပေါ်တင်လိုက်ပါတယ်။နိုဘူးကိုပါဇက်နဲ့ကိုက်ပြီးကလေးကိုတိုက်လိုက်ပါတယ်။ကလေးကအငိုတိတ်သွားပြီးအိပ်ပျော်သွားပါတော့တယ်။တော်မီနင်ကအရန်တော်တာပဲဒီလိုလူထက်ဆိုင်တရိတ်ဆန်ငါမှာပိုကောင်းသေးတယ်။နောက်နေ့မနက်မှာတော့ဟဲဒီတင်နားမှာကလေးကဘလို့လို့အိမ်ထဲရောက်လာလဲထားလိုက်ပါတော့မုံနာမြမြန်ရောက်လာရင်ရာဇကိုလည်းခေါ်လိုက်မယ်မာလာကအိမ်ကပစ္စည်းတွေခိုးပြီးထွက်ပြေးသွားပြီလို့ငါပြောလိုက်မယ်စုံမကသူတို့စကားတွေကိုနားထောင်နေပါတယ်အေးမင်းတို့တာကောင်းတယ်မိုးနာကငါတို့ချွေးမှာဖြစ်မှာကလေးကဗိုက်ပြန်စားလာပါတယ်ဒါပေမဲ့ဒုံမိုးမိုးကသူ့ကိုနှုတ်မတိုက်ပါဘူးသူတို့ရှောက်လေးဖို့ထွက်သွားကြပါတယ်တော်မီကသူတို့ကိုခေါင်းပါတော့တယ်နောက်ပြီးသူတို့ကထွက်သွားပါတယ်ကလေးကငုံငုံပြီးအခြေအနေဆိုးရွားလာပါတယ်အရှက်မရှိတဲ့ဟာတွေဒီမှာကလေးကငိုနေတယ်သူတို့ကကြတော့လဲဖို့သွားကြတယ်တော်မီဘယ်လိုလုပ်မလဲတော်မီကနှုတ်ပလင်းကိုကြည့်တော့ပလင်းကနှုတ်ကုန်နေပါတယ်မေတော့မဆာတော်မူပါကျမတဘွားလုံးမေတော့ကိုစီးကပ်ပူဇော်လာခဲ့တာပါတခုခုတော့လုပ်ပါမေတော့ရဲ့တကူးနဲ့လောက်ပေးပါမေတော့ဟာလည်းအမေတယောက်ပါပဲစုံမရဲ့ကိုယ်ထဲကလင်းလာပြီးကလေးကိုထိလို့ရသွားပါတော့တယ်မေတော့ကိုအရင်ကျေးဇူးတင်ပါတယ်သူကကလေးကိုခြိလိုက်ပါတယ်ပြီးတော့နှုတ်တိုင်လိုက်ပါတယ်ညနေရောက်တော့ဒုံမိုးမိုးနဲ့ဥမိုတာပြန်လာကြပါတယ်ဒါပါလေတရေအမလေးသေးပါပြီကလေးကစုံမရဲ့လက်ထဲမှာပါဒါပေမဲ့သူတို့နှစ်ယောက်ကစုံမကိုမမြင်ရပါဘူးအမလေးသေပါပြီဒီကလေးကလေထဲမှာဘလို့လို့ပြန်နေတာလဲတယောက်ကသူ့ကိုခြိထားတာနဲ့တူတယ်ဒါဆိုအဲ့ဒီသူကဘာတူလဲသူတို့နှစ်ယောက်ကကြောက်ပြီးအိမ်အပြင်ဘက်ကိုထွက်ပြေးသွားကြပါတယ်ဟေးငါ့ကိုကယ်ပါဦးသေပါပြီဗျာပြေးသူတို့ကအိမ်ကနေပြေးထွက်လာတော့လမ်းမှာရာဇာနဲ့တွေ့လိုက်ရပါတယ်အမေနဲ့အဖေဘာဖြစ်တာလဲအမလေးသားကြီးအိမ်မှာတဆင်ရှိတယ်သူတို့အိမ်ရောက်တော့အိမ်မှာဘာမှမတွေ့ပါဘူးကလေးလေးအိမ်ယာပေါ်မှာအေးအေးဆေးဆေးစော်နေပါတယ်မာလာကကလေးနားမှာရက်နေပါတယ်ဒါပေမဲ့ဘယ်သူမှမမြင်ရပါဘူးအမေဒီမှာဘယ်သူမှမရှိဘူးမာလာဘက်မှလေကျွန်တော်ကိုပြောပါဦးမသိပါဘူးသားရဲ့အားလုံးအိတ်သွားကြပါတယ်ဒ
ဒါပေမဲ့ရာဇာကတော့အိတ်လို့မပြောပါဘူးပြီးတော့အိမ်အပြင်ဘက်ကိုထွက်သွားပါတယ်မလာနေပါမလေနောက်နေ့မနက်မိုးနာကမြို့ကနေပြန်ရောက်လာပါတယ်ဒေါ်မိုးမိုးကမိုးနာကိုရာဇာနဲ့လက်ထပ်ဖို့ပြောလိုက်ပါတယ်ရာဇာကလည်းညင်းလိုက်ပါတယ်မာလာကိုထားလိုက်တော့ရာဇာငါသားဒီကောင်မကပြန်လာတော့မှမဟုတ်ဘူးမင်းအမေရဲ့လေဆွဲလဲပြောင်းနေတယ်ဒီအတိတ်ပဲကိုနားမလည်ဘူးလားရာဇာကဘာမှမပြောဘဲထွက်သွားလိုက်ပါတယ်ညရောက်တော့ရာဇာကသူ့တငယ်ချင်းစီသွားပြီးမာလာကိုရှာဖို့ပြောလိုက်ပါတယ်ညရောက်တော့ရာဇာမရှိတော့အခွင့်အရေးယူပြီးဥမိုတာဒေါ်မိုးမိုးနဲ့မိုးနာတို့၃ယောက်ပေါင်းပြီးကလေးကိုတတ်ဖို့တိုင်ပင်ကြပါတယ်ဟမ်ငါဒီလိုလုံးဝအဖြစ်မခံနိုင်ဘူး ဒီစူးညောင်ကိုအရင်ရှင်းရမယ်ကျမသူများကလေးကိုမပြုတ်စုနိုင်ဘူးနေစိတ်မပူနဲ့သူ့ကိုလည်းတတ်ပြီးသူ့အမေနားမှာပဲအတူမြုပ်လိုက်မယ်သွားစို့ဒီစကားတွေကြားတော့မာလာဟာဒေါသထွက်လာပြီးကလေးကိုဒေါ်မိုးမိုးရဲ့လက်ကနေလူယူလိုက်ပါတယ်နင်တို့လားငါကလေးကိုတတ်မှာငါကလေးကိုထိရဲထိကြည့်နင်တို့အားလုံးကိုတတ်ပြစ်မယ်သူတို့အော်တန်ကြားတော့ရွာသားတွေဟာအိမ်ရှိမှစုလာကြပါတယ်စုံမကဒေါ်မိုးမိုးကိုလေကုတ်ကမှပြီးလေထဲကိုမြှောက်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာရာဇာလေးဒီကိုရောက်လာပါတယ်ဒါဘာဖြစ်နေတာလဲအမေနဲ့ကလေးလေထဲမှာဘလို့ဖြစ်တာလဲတားရီငါ့ကိုကဲပါဦးတစင်ရှိတယ်မာလာဟာအဖွားကြီးကိုကိုင်းပေါက်ပြီးတတ်လိုက်ပါတော့တယ်တော်မီနေမဲငါ့ကိုကူညီရောငါဒီဘဝကကျုပ်ဖို့ရဲနေနေပဲရှိတော့တယ်ရာဇာကိုအမှန်တိုင်းသိအောင်လုပ်ရမယ်တော်မီဟာရာဇာရဲ့အဝတ်ကိုကိုက်ပြီးမာလာရဲ့အလောင်းမြုပ်ထားတဲ့နေရာကိုဆွဲသွားပါတယ်တော်မီငါ့ကိုဒီကိုဘာလို့ခေါ်လာတာလဲငါကလေးကိုကယ်ရမယ်သမီးလေးလေးထဲမှာဘလို့ပြန်နေတာလဲကြည့်အောင်မင်းငါ့ကိုဒီမှာဘာလို့ခေါ်လာတာလဲတော်မီကမြေကိုရက်ထုံနေပါတယ်အဲ့ဒီကနေမာလာရဲ့အလောင်းပေါ်လာပါတော့တယ်ဒါကိုမြင်တော့ရာဇာဟာမျက်လုံးမျက်စံပြူသွားပါတော့တယ်မဟုတ်ဘူးမာလာမဟုတ်ဘူးဒါဘာသူလောက်တာလဲဘာသူလောက်တာလဲစုံမဟာဥမိုတာကိုလည်းဂုတ်ကနေမှားလိုက်ပါတယ်တေးပါပြီဟာမာလာငါ့ကိုခွင့်လွှတ်ပါဒါနင်းဆိုတာငါသိတယ်သမီးရာဇာမာလာကိုပြောလိုက်ငါ့ကိုလှုပ်ဖို့ပြောလိုက်ပါငါအားလုံးကိုဝင်းခံပါတယ်ငါပဲမင်းရဲ့မာလာကိုတတ်တာပါမာလာကငါတို့ကိုကလစားချဖို့လာတာဒါမာလာပဲမာလာနင်းဒီမာလာငါအရှိလာအောင်မာလာအိုးမေတော့ကျမရဲ့ခင်မိုးနဲ့စကားပြောလို့ရအောင်နောက်ဆုံးမသားပါမေတော့ဒီတစ်ခါတည်းပါမာလာကဒီလိုပြောပြီးတော့သူ့ခန္ဓာကိုယ်မှာအလင်းရောင်တွေမြင်လာကြပြီးမာလာကိုအားလုံးအရှိမစုံမအနေနဲ့ညှင်းကြရပါတယ်အားလုံးလည်းမျက်လုံးပြူကုန်ကြပါတော့တယ်မိုးနာကအသားလေးဒီကနေထွက်ပြေးသွားပါတယ်ရှင့်အဖေပြောတာအမှန်ပဲသူတို့တွေကကျမကိုတတ်တာရှင်ကျမရဲ့သမီးကိုရောကိုရောသိချာဂယုဆိုင်ကျမဒီကနေစိတ်ချလက်ချသွားတော့မယ်ရဲတွေရောက်လာပြီးအဖေဖြစ်သူကိုဖမ်းသွားပါတယ်စုံမကကလေးကိုရာဇလက်ထဲကိုထည့်ပေးလိုက်ပါတယ်မာလာဒါတွေဘလို့ဖြစ်သွားတာလဲမင်းမရှိပဲငါဘလို့နေရမှာလဲစုံမဟာရာဇနဲ့သူ့သမီးကိုဖတ်ပြီးနောက်မှာပျောက်ကွယ်သွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်